အားလုံးပဲမင်္ဂလာပါထုံးစံတိုင်းပဲကိုကြီးကိုပါတီပဲဖြစ်ပါတယ်ခုကဒီကောင်လေးတစ်ကောင်ရောင်းပေးမယ်ဒီကောင်လေးကကလစီယာလေးပေါ့ကလစီယာ level 7လေးကလစီယာ level မှာထွိုင်းလေးပေါ့အိုက်ပါမလိုက်ရှိုးတိုင်းနော်အိစုတစ်ထည်ပါမယ် offer လေးလည်းအသင့်ပါ offer လေးစုံမယ်ဟမ်မတ်လေးလည်းစုံတယ်နော်ဟမ်မတ်လေးလည်းများမယ်အောင်လေးလည်းအုတ်ထုတ်လေးလည်းတော့သူပါမယ်မျက်နှာဖုံးလေးလည်းစီစဉ်သူမျက်နှာဖုံးပါနော်စီစဉ်သူမျက်နှာဖုံးပါမယ်ပေတော့ပါညာတော့သူတင်းရှိမယ်ပတ်လေးလည်းမစိုး1 star ပတ်လေးတစ်ခုပါမယ်ခဏလေးလည်းသူပါမယ်နော်ကလစီယာလေးနော်ကလစီယာလေးပါမယ်ကားကြီးကတော့ UA ဆက်ပါညာပါမယ်ဒီကောင်လေးလည်းပါမယ်နော်၄ယောက်ဒီကားလေးတွေဆိုင်ငယ်လေးတွေသူပါမယ်ပကလီလည်းဒီမှာဒီပကလီလေးလည်းပါမယ်နော်ပေါ်တော်ဘုတ်လေးပါမယ်အားသားရ3စီးပါမယ်အမိုလေးလည်းသူပါရနော်မတ်တီအမိုလေးတော်တော်စုံတယ်နော်လေးစင်းလေးလေးလည်းမိုက်တယ်နော်ဒီကောင်ဒီလေးထားပါတော့အိစုတဲ့ဒီလေးနော်အော်မတက်တော့အိစုတဲ့လေးတွေပါလေးကဖော်မတက်ဘူးဒီမှာဒီကောင်လေးစင်းကလိုက်ကလေးတော့ပါမယ်နော်တော့ဒီအိစုနဲ့ဒီအိစုနဲ့1 set အိစုလေးနဲ့1 set နော်တွဲလုံးလေးပေါ့အေးဒီသူပါမယ်ဂရနိတ်လေးလည်းစုံပါမယ်စမုံလေးလည်းများမယ်နော်မိုနိုတော်လေးလည်းစုံတယ် share ပဲမတီးတယ်မတီးအောင် sorry မတစ်ကြံ3လုံးပါမယ်နော်မတစ်ကြံ3လုံးပါမယ်ဒီမှာမတီးရဲ့ကြီး4ချောင်းပါမယ်အသေး3ချောင်းပါမယ်နော်ချိန်ထားရတယ် email link only လေးနဲ့ရမယ်နော်တိုတယ်ကန်းချက်ရှိုးမယ်တိုတယ်ကတော့လက်30ပါမယ် level 1လေးတွေရမယ်နော်စာရန်ထိုးလေးတွေသူပါမယ်ဒီ90ကြာညဆုံးAstrek level 1တုံးစံ level 3ပါတယ်သူပါမယ်နော် level 3လေးလည်းပါမယ်နော်7 level 4 anti4 ပြကလစီယာဒီမနော်ကလစီယာဒီမှာ final foul နော်မတီးရဲ့3ချောင်းရရင်တော့လူခရိတ်တင်လို့ရပြီနော်ကွန်လန်တာ level လေးကဟိုပါမယ်နော်56ပါမယ်နော်ကွန်ကလာစာပေါင်လေးရောပါမယ်နော်ကွန်ကလာစာပေါင်လေးပါမယ်ကွန်ကလာစာပေါင်လေးနဲ့ပြုတ်ချင်တဲ့ညူကီတို့အတွက်ကိုကတီချီမှာလားဝယ်လို့ရပြီဈေးလေးကတော့200ကျော်လေးနဲ့ရောင်းပေးမယ်ဈေးလုံးအတိအကျကိုကိုပါတီရဲ့တယ်လီဂရမ်ကဖြစ်စေ TikTok chat box ကဖြစ်စေကွာဈေးလုံးအတိအကျကိုလာမေးလေကွာကိုပါတီချီမှာ Diamond UC တွေလည်းဖြည့်လို့ရတယ်ကွာပြီးတော့ဒီမှာ Premium ပတ်တွေလည်းဝယ်လို့ရပြီနော်โอเคဒါလေးလာပြတာအားလုံးပဲ bye bye